အားလုံးပဲမင်္ဂလာပါဒီနေ့တော့ကျွန်တော်ကငပိရည်ရယ်တိုးစရာရယ်ဝတ်သားပြုတ်လေးရယ်ပြီးရင်မုံလာဥချင်းရည်ဟင်းလေးစားမှာဖြစ်ပါတယ်စားကြပါဦးဝါလာကတော့ဆေးပွားရပါနော်မချ
အားလုံးကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုတွေမှာပြန်တွေ့ပါမယ်